မင်္ဂလာပါရှင်မမင်္ဂလာပါဆရာနဲ့ဘုကင်းလေးထားလို့ပါ ဟုတ်ကဲ့ရှင်မဟုတ်လိုက်ပို့ပေးပါမယ်ရှင်老板，မင်္ဂလာပါဆရာ 对呀，家。 ဟုတ်ပြီရကြတယ် 你这刚刚嘛，你飞了，还看你拖啊，喏。 ဟုတ်ကဲ့ဆရာအခုထိအရင်အဆင်ပြေနေတော့ဝယ်သဘောကျနေဟုတ် အခုထိလည်းဒီပူပူလေးနဲ့ကြီးကောင်းနေတော့ ဟုတ်ကဲ့ဆရာ ဒီကောင်းကြလို့ရှိရင်တော့ညီမဒီနှစ်ဖူးပေါ်မှာပေါ်နေအရေးကြောင်းလေးတွေပြီးတော့မျိုးလုံးပေးတာပြုံးလိုက်လို့ရှိရင်ပေါ်တဲ့အကြီးကြီးအလိုမျိုးအရေးကြောင်းလေးတွေအဲ့ဒါလေးတက်တာဝအောင်လို့ Botox Premier Treatment လေးချက်လုပ်ပေးမယ်နော် ဟုတ်ကဲ့ ပြန်ညီမကျတော့ဒီငါမျက်နှာလေးပို့ပြီးတော့တွဲချင်တာဆိုတော့လေမျက်နှာလေးလည်းတွဲဝအောင်ဒီမယိုးလေးလည်းပို့ပြီးတော့ထင်းသွားအောင်လို့ဒီမယိုးကြွက်သားတွေကို Botox Premier Treatment လေးအဲ့ဒါလေးပါတစ်ခါလေးတွဲပြီးလုပ်ပေးနော် ဟုတ်ကဲ့အဲ့ treatment လေးလုပ်ချင်နေရအဲ့ဆိုဒီနေ့တစ်ခါလေးလုပ်လိုက်မယ်နော်ဆရာ ဟုတ်ပြီရှင်ဒီမှာမစားခင်ဒီမျက်နှာသိမ်းစင်းလေးလုပ်ပြီးတော့ထုံစည်းလေးချက်နေတာလေ ဟုတ်ကဲ့ဆရာဟုတ် အဲ့ဆိုဒီမှာထုံစည်းလေးနဲ့လင်းပြီးသွားပြီဆိုတော့ဒီ treatment လေးချက်စားလိုက်မယ်နော်အဲ့ဆိုဒီနှစ်ဖူးပေါ်ကြီးကြောင်းပြီးတော့ချက်ပို့တော့ပေးစားပြီးတော့မယ်နော် ဟုတ်ကဲ့အခုထိုးရွားဆိုတော့နောက်တစ်ပတ်လောက်ဆိုရင်ပိုးလှသွားတော့မှာပေါ့နော် နောက်ပေါ်မှာပို့တော့စားအခုထိုးပြီးချင်းကနေပြီးတော့နောက်ထပ်3ရက်ကနေပြီးတော့တစ်ပတ်တွင်းမှာဆိုလို့ရှိရင်သူအာနီတင်နေစားပြီးပြီးသားမယ်နော် ဟုတ်ကဲ့ အခုထိုးပြီးချင်းအချိန်တွင်းမှာဆိုလို့ရှိရင်တော့အနည်းဆုံးဒီ4နာရီ5နာရီလောက်တော့လဲပြီးတော့အိတ်တာမျိုးတွေပြီးတော့ထိုးရတဲ့နေရာတွေကိုလက်နဲ့ဖိတာတွေချီတာတွေအားတွေတော့ခဏလေးရှောင်ပြီးတော့နော် ဟုတ်ကဲ့အားလေးတော့ဆင်ကျင်ရမှာပေါ့နော် ဟုတ်ပါ ဟုတ်အကြဘိုးတော့အကြဒီမျက်နှာတစ်ခုပဲထိုးလို့ရလားတခြားပဲနေရာထိုးလို့ရတယ်လေ ပို့တော့စားကြတော့ဒီမျက်နှာတစ်ခုလုံးကအရေးချောင်းနေအပြင်ပေါ့နော်ဆိုတော့ဒီ level ကုတ်ကြတာတွေကြီးနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီကုတ်ကြတာကိုပို့တော့စိတ်ထိုးပြီးတော့ကြတာလေးပို့ပြီးတော့သွားအောင်ဒီနေရာလေးပို့ဆင်းသွားအောင်ပေါ့နော်အဲ့လိုမျိုးလေးချိုးမှလုပ်လို့ရတယ်အဲ့ဒီပြင်ဒီခြေလုံးကြတာကြီးနေတဲ့သူတွေဆိုလို့ရှိရင်လည်းကြတာတွေကိုပို့တော့စီထိုးပြီးတော့ခြေလုံးကြတာလေးပေးပြီးတော့ဒီပေါင်လေးတွဲလေးပေါ့ဒီလုံးတွဲလေးဖြစ်သွားအောင်လည်းလုပ်လို့ရတယ်အဲ့ဒီပြင်ကိုဆိုရင်ဒီ giant tree နဲ့ဒီနဲ့သူတွေဒီ giant ရွှေထွက်များတဲ့သူဆိုလို့ရှိရင်လည်းပို့တော့စီထိုးပြီးတော့အဲ့ giant ရွှေထွက်တာလေးပို့ပြီးတက်အောင်လုပ်ရတာပေါ့နော် ဟုတ်ကဲ့အားဆိုရင်ခဏကိုတစ်ခုလောက်လုပ်လို့ရပါတော့ နောက်ပိုင်းတကယ်လို့အဆင်ပြေလို့ရှိရင်လည်းနောက်ပိုင်း treatment တွေလုပ်ချင်တာရှိလို့ရှိရင်လည်းလိုက်ခဲ့လို့ရတယ်နော် ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဆရာပူလာတော့မယ် ။တုံးတာဆိုတော့ပို့ပြီးလာတော့မှာပါ ကျေးဇူးပါဆရာဟုတ်ဆရာဒီတစ်ခါကလည်းနှစ်ခါလေးလေးလက်ပြလာပြလိုက်တာအရင်စိတ်တိုင်းကြာမှန်ကြည့်ရအရင်စိတ်ချမ်းသာနေရအခုဒီဘုတော်သူကိုလည်းဆရာပဲအခုလိုက်တာ ။ဟုတ်ကဲ့ပါက။စကြတဲ့ဒီနှခမ်းလေးကကျတော့ lip filler လေးနဲ့ဆိုတော့တော်တော်လေးလာနေ။အခုဆိုလို့ရှိရင်ဒီမျက်နှာရေးချောင်းတွေလည်းပြောင်းပြီးတော့ဒီမျက်နှာလေးလည်းပို့တော်သွားမှာဆိုတော့ရေထက်9နှစ်စာလောက်ပို့ပြီးတော့နှုတ်သွားတော့ပါပဲ။ ဟုတ်ကဲ့ဆရာဟုတ်အရင်လာတာတော့ပါ ဟုတ်ကဲ့ပါ ကျေးဇူးများကြီးတင်ပါတယ်ဆရာ နောက်လည်းညီမတို့ဒီခေါင်းစားချီဆုံးလာပါအတွက်ဆိုလို့ရှိရင်ဒီ Domestic Beauty Center တွေကဒီ Derma Pro Aesthetic Clinic မှာအများကြီးရှိပါတယ်လို့ ဟုတ်ကဲ့ဆရာနောက်လည်းလာကြပါမယ် ဟုတ်ကဲ့ပါဟုတ်ဒါမှဆိုဦးမယ်နော်ဟုတ်ကဲ့ပါဒါ သူ့ဝင်လို့မှန်ကြည့်တိုင်းစိတ်ချမ်းသာဖို့ The Mystic Beauty Hub မှာရှိတဲ့ Derma Pro Aesthetic ဆေးကံကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရှင်။ Derma Pro Aesthetic ဆေးကံမှာဆိုရင်တော့သူ့ဝင်လိုမျိုးပိုတော့ထိုးလို့ရတဲ့ပြင်အခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Aesthetic Service မျိုးစုံကိုတနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်ပါတယ်ဖြစ်ပါတယ်ရှင်။ Derma Pro Aesthetic ဆေးကံရဲ့ Brush 1 လိပ်စာလေးကတော့အမှတ်၄တိရှိဒုတိယတက်ရွှေဘုံသာလန်းအပေါ်ပလောက်အပဲတန်းမြို့နယ်ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ဒါအပြင် The Mystic Beauty Hub မှာရှိတဲ့ Derma Pro Aesthetic ဆေးကံရဲ့ Brush 2 လိပ်စာလေးကတော့အမှတ်334ပြီးဝါယာလက်နှစ်လမ်းမရန်ကုန်မြို့နယ်ချော်ရင်ကုန်းမီပွိုင်အနီးကျောင်းရတနာခမ်းမရှိရန်ကုန်မြို့ပဲဖြစ်ပါတယ်။ဒီနေ့ထက်ဒီနေ့အလှတိုးကို Derma Pro Clinic ကိုလှမ်းလာခဲ့လိုက်တော့နော်